ရိသတ်တို့အားလုံးမင်္ဂလာပါရှင်ဒီတစ်ခါဖတ်ပြပေးမှာကတော့စာရေးသူရင်မင်းကမ်လူရေးထားတဲ့အောင်လန်းပညာတဲ့ဒေါ်မြိုင်ဤခိုအောင်တက်စီဆိုတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်ရှင်အမေရေဟောတော့အမေပဲများသွားနေပါလေဒေါ်ဝင်းတယောက်ရွာထဲမှာအလဲပြန်လာခဲ့သည်အိမ်တို့ပြန်ရောက်လေတော့မိခင်ဖြစ်သူဖွားမယ်စိန်အိမ်အတွင်း၌မရှိ၍ရှာဖွေနေခဲ့ရာအမေခြံထဲမှာထိုင်နေတာပါမိဝင်းရဲ့ညီတယောက်လည်းအေးအလဲကပြန်လာရင်ပြာရာခတ်နေတော့တာပဲဖွားမယ်စိန်ကြံဝင်းအတွင်းရှိတရက်ပင်အောက်တွင်ထိုင်နေခြင်းဖြစ်၏ခြံဝိုင်းအတွင်းတရက်ပင်မှာ3-4ပင်ရှိသောကြောင့်ဖွားမယ်စိန်ထိုင်နေသည့်နေရာမှာတရက်ပင်အကွယ်ကျနေခဲ့ပြီသည်ကျုပ်မှမတွေ့တာအမေရဲ့ကျုပ်မှအားကိုးစရာဆိုလို့ဒီအမေပဲရှိတာအဲ့တော့လေကျုပ်ရှာရမှာပေါ့တော့အေးပါအေးလာဒီမှာလာထိုင်နေကအတော်ပူတယ်ညီမို့လို့သာရွာထဲကိုတွာလာနေနိုင်တယ်ဖွားမယ်စိန်ခေါ်၍ဒေါ်ဝင်းတရက်ပင်အောက်စီသို့ရောက်လာခဲ့သည်တရက်ပင်ဤမြေပေါ်သို့ထိုးထွက်နေသောတရက်အမြင့်များပေါ်၌ဖင်ခုထိုင်ပြီးရွာထဲသွားတာတည်င်းလေးပါလေးသွားနာထောင်တာပါအမေရဲ့အမေတို့ကျုပ်တို့ကအိမ်ထဲကအိမ်ပြင်တိတ်ထွက်ကြတာမှမဟုတ်တာအဲ့တော့လေတည်င်းမေးပါမေးသွားရတာပေါ့တော့ညီစင်ချေနဲ့ညီကတော့ဟုတ်နေတာပဲအမေကလည်းဖွားမယ်စိန်ပြောလေတော့ဒေါ်ဝင်းပြုံးနေမိ၏အိမ်နောက်ကွဲမောင်နှမများမှာသူတို့တန်ရောစီနှင့်သူတို့ပင်မို့ဒေါ်ဝင်းခံများမိခင်ကြီးကိုသာပို့၍တန်ရောစဉ်ခင်တွင်ရရှာသည်သူတို့သားမင်းနှစ်ယောက်စကားကောင်းနေကြစဉ်မှာဖွားကျုပ်တို့ဝင်လာကြမယ်နော်ဝိုင်းပြင်မှအတန်ထွက်ပေါ်လာ၏ဟောအမေဘသူတွေလဲဘသူကမှတော့အေးရွာစကြီးနောင်ချိုပေါ့ညီကလည်းသူ့အတန်ကိုတော့မသိဘူးလားအတန်ကပြတတာနဲ့တကြီးမို့လို့သာသူတို့မပြောရဲကြတာပြောရဲကြည့်ပါလားကိုပြတာလို့များပေးကြမလားမသိဘူးအမလေးချုပ်အမေတော့မနိုင်တော့ပါဘူးတော့ဒေါ်ဝင်းမိခင်ဖြစ်သူစကားကြောင့်ရေမောနေမိ၏ဟောကျုပ်တို့ကဖွားတို့သားမိအိမ်ထဲမှာမှတ်နေတာဒီရောက်နေတာကိုဗျအမဝင်းဘာတွေရဲနေရတော့သူတို့အနီးရောက်လာကြသူများကတကြီးဦးနောင်ချိုဥပစီကာလာတာခေါင်းဆောင်မောင်အောင်တို့နှင့်တစ်ဖက်အိမ်တိုင်းရွာမှရွာတကြီးဦးဖိုးမှန်တို့ပင်ဖြစ်ပေသည်တကြီးဦးနောင်ချိုကဒေါ်ဝင်းကိုမဲလေတော့ဒေါ်ဝင်းကပြန်မဖြစ်မိဖွားမယ်စဉ်ကလူဆောင်လှပါလားမောင်နောင်ချိုဘယ်များသွားကြမလို့တော့ကွန်ပစ်ပေါ်မှာပြောကြပါလားအမေရဲ့တစ်ဖက်ရွာကတကြီးလဲပါတာပဲကိုအေးဟုတ်သားပဲလာကြကွယ်ဖွားကဒီနေရာလေးအေးလို့လာထိုင်နေတာလာကြတကြီးတို့အခွဲအားကိုပြစ်တို့ခေါ်သွားတော့သည်ကိုပြစ်၌ထိုင်ကြရင်ဒေါ်ဝင်းကလက်ပတ်တုပ်နှင့်ထညက်တုံးများကိုရေနေချမ်းဖြင့်တဲခင်းအခန့်လေသည်မိသည့်စကားမှမပြောမိကြသေး၍တကြီးဦးနောင်ချိုကအစပြိုးပြီးဖွားစီလာရတာကဟောဒီအနိုင်ရွာတကြီးဦးဖိုးမှန်ကပြီးခဲ့တဲ့ရွာသားတွေရဲ့ရှံပွဲမှာဖွားကူညီပေးလို့ဆိုပြီးလာကြတော့တာပါတဲ့ဗျာကဲကိုဖိုးမှန်ခမရလဲပြောလေဗျာဟုတ်ပါတယ်ဖွားကျုပ်တို့လိုသာဆိုရင်ဒီရံပွဲကထိရမှာမဟုတ်ဘူးလေအဲ့ဒါဖွားကိုကျေးဇူးတင်လို့ကျုပ်ဒီဟာလေးနဲ့ကြောပြစီတကြီးဥဖိုးမှန်သူ့လက်ထဲရှိလက်ကင်ဘွားအဖြူလေးကိုဖြန့်လိုက်သည်ထိုလက်ကင်ဘွားထဲ၌ငွေစက်ကွေချို့ရှိနေလေသည်ထိုအရာများကိုဖွားမယ်စိန်မြင်လေတော့ဟဲ့နောင်ချိုနင်ငါ့ကိုစမ်းသလားဟဲ့ဟမ်ဗျာဖွားကျုပ်ဘာလို့လဲဖွားမယ်စိန်ဒေါသထွက်နေသည်ဖွားမယ်စိန်ပုံစံကြောင့်တကြီးဦးနောင်ချိုနှင့်ကြံ3ယောက်လဲထိတ်လန့်ကုန်ကြသည်ဘာလို့မိလို့လဲဟဟလားဒီရွာမှာအရေးကြုံတိုင်းငါမကူခဲ့ဘူးလားပြောစမ်းပါမောင်ရင်ရွာရဲ့ကိစ္စတိုင်းကိုဖွားကူညီပေးပါတယ်ဖွားအေးဒါဆိုငါကြောင့်မသိဘူးလားမောင်ရင်ကျုပ်ပြောပါတယ်ဖွားတကြီးဦးဖိုးမှန်ကိုဖွားကငွေကြီးဆိုလက်ခံမှာမဟုတ်ဘူးဆိုတဲ့အကြောင်းကျုပ်ပြောပါတယ်ဒီလူကဖွားကိုကျေးဇူးတင်လို့ပါဆိုပြီးအတင်းပြောနေလို့ကျုပ်မတားတော့တာပါဒီမှာဖိုးမှန်ဖွားကအကူအညီလိုအပ်သူတွေကိုဖွားတတ်တဲ့ပညာနဲ့ကူညီတယ်ဒါပေမဲ့ကူညီတဲ့အတွက်ဆိုပြီးကတော့ကြပေးကြတဲ့ငွေကြေးကိုဖွားဘက်ကရောင်လို့တော့မရှိဘူးသူတို့တရားလို့ပေးတဲ့ပစ္စည်းအချို့ကိုသာဖွားလက်ခံပေးလိုက်တယ်မောင်ရင်ငွေတွေမောင်ရင်ယူတာတွားပြီတော့ဖွားရဲ့ကျုပ်ဓာတ်တွေပေးတာဖွားပညာကိုစော်ကားတာမဟုတ်ရပါဘူးဗျာဒါကိုတော့ကျုပ်ကျင်ပြောရဲပါတယ်အခုကကျုပ်တကယ်ကျေးဇူးတင်လို့ပါဒီအတွက်ကျုပ်ကိုခွင့်လွှတ်ပေးပါဗျာခွင့်လွှတ်ပါတယ်ဖွားဘက်ကနေပြီးဘသူကိုမှမလုံမုန်းတီးတဲ့စိတ်မထားဘူးထားလည်းမထားချင်တော့ဘူး
ကျေးဇူးတင်ပါတယ်အဖွာရဲ့ကျုပ်ငွေတွေကျုပ်ပြန်ယူသွားပါမယ်ဒါပေမဲ့ကျုပ်တို့ရွာမှာနောက်3ရက်နေရင်အလှတစ်ခုရှိတယ်ဖွာအလှလာဖို့ဖွာကိုဖိတ်ပြရစီအလှရှင်တွေကလည်းတခြားမဟုတ်ပါဘူးကျုပ်တငယ်ချင်းတထေးဦးတိုင်းမော်တထေးကတော့ဒေါ်ထွေးတို့ရဲ့အလှပါဖွာအေးပါကွယ်ဖွာမောင်နောင်ချိုတို့နဲ့အတူလာခဲ့ပါမယ်ဟုတ်ကဲ့ကျုပ်တငယ်ချင်းတည်ရင်လည်းဝမ်းသာသွားမှာပါဖွာကျေးဇူးတင်ပါတယ်ဗျာဖွာမယ်စိန်လာခဲ့ပြီဆို၍တကြီးဦးဖိုးမှန်တယောက်ခြေနဲ့ပီတိဖြစ်သွားရှာသည်ဘေးရှိတကြီးဦးနောင်ချိုတယောက်လည်းယခုမှပင်အသက်ရှူချောင်သွားတော့သည်တကြီးဦးနောင်ချိုတို့အဖွဲပြန်သွားလေတော့ဒေါ်ဝင်းကိုပြစ်တို့ရောက်လာခဲ့၏အမေဗါတဲ့တုံးတော့အလှလာဖိတ်တာပါတမီးရဲ့ထို့တို့ပြောနေစဉ်အမေဘာဖြစ်တာလဲဖွားမယ်စဉ်သူဤစကားဆုံးနေတော့မျက်စီရဲသို့ဖြတ်ခနဲ့အလေးနဲ့တစ်ခုကိုမြင်လာရ၍မျက်လုံးကိုစုံမိတ်လိုက်သည်ထိုအခါနီးရှိသမီးဖြစ်သူဒေါ်ဝင်းကစိုးရင်စိတ်များဖြင့်မေးလေတော့ဖွားမယ်စဉ်ဤမှိတ်ထားသောမျက်လုံးများပြန်ပွင့်လာပြီထူးဆန်းနေတယ်အမေကိုတခုခုကသတိပေးနေတယ်လို့ပဲဟင်ဘာဖြစ်လို့လဲအမေအဲ့ဒါတော့မသိဘူးဒါကဖြစ်မလာခင်အမေကိုကြိုပြီးသတိပေးလိုက်တယ်လို့ပဲဂယူတော့စိုက်ပါအမေရဲ့ကျုပ်တော့ဘာမှမတက်လို့ဘာလုပ်ရမယ်ဆိုတာမသိဘူးကျုပ်တီတာကဖះပဲရှိတယ်အမေကိုဘေးရန်မထိဖို့ကျုပ်ဆူတောင်းမယ်အမေကိုစိတ်မပူပါနဲ့တမီးရဲ့အခုကိစ္စကအမောင်ပယောကတခုခုလို့တော့အမေထင်တယ်အဲ့ဒီအတွက်ကအမေရင်ထဲကဖះတရားတန်ခါကအမေကိုအမြဲကောက်ပဲစောင့်ရှောက်မှာပါကွယ်ဟုဖွားမယ်စဉ်ပြောလိုက်လေတော့တမီးဖြစ်သူဒေါ်ဝင်းကခေါင်းတငိမ့်ငိမ့်ဖြင့်လက်ခံရှာသည်အင်းနိုင်ရွာရှိအလူတို့ဖွားမယ်စဉ်တကြီးဦးနောင်ချိုဦးပါစီရွာကာလာသားခေါင်းဆောင်မောင်အောင်တို့ရောက်ရှိလာကြသည်ဖွားမယ်စဉ်တို့အားတကြီးဦးဖိုးမှန်နှင့်ရွာသူရွာသားများကဝမ်းသာအားရကြိုဆိုကြလေသည်ခန္ဓာလာသောအလူမန်းတဲ့ကြီးအတွင်း၌လည်းတဲခင်းအခန့်ကြသည်ဖွားမယ်စဉ်တို့ထိုင်ကြသောစပွဲသို့လာပပဝတ်စားထားကြသောလူချမ်းသာအသွင်ဆောင်သည့်အမျိုးသားနှင့်အမျိုးသမီးတို့နှစ်ဦးအားတကြီးဦးဖုံးမှန်ကခေါ်လာခဲ့လေသည်တိုင်းမော်နဲ့အထွေးဒါငါပြောတယ်ဖွားမယ်စဉ်ပဲဖွာသူတို့ကအလှရှင်တွေဖြစ်တဲ့တထေးဦးတိုင်းမော်နဲ့တထေးကတော့ဒေါ်ထွေးတို့ပါဖအလူကတော်တော်ခမ်းနားတာပဲအခုလိုလူတာအတန်းတာမြင်တော့ဖွာဝမ်းသာပါတယ်ဟုတ်ကဲ့ပါဖွာကျုပ်တို့ကလည်းဖွာနဲ့တွေ့ချင်နေတာပါဗျာကျုပ်တငယ်ချင်းတကြီးဖုံးမှန်ပြောပြကြတဲ့ကဖွာကိုလေးစားနေရတာဟုတ်တယ်ဖွာရဲ့ကျမလည်းဖွာကိုတွေ့ဘူးချင်နေတာပါအခုလိုဖွာကိုကြိုဆိုကြတာဖွာဝမ်းသာပါတယ်ကွယ်ထို့သောအလူရှင်တထေးလင်မယားနဲ့ဖွာမယ်စဉ်တို့စကားပြောနေကြစဉ်မှာမဟင်ခင်လာလေကွယ်ဒီမှာဖွာနဲ့မိတ်ဆက်ပေးမယ်ခင်ဆိုသည့်မိမပြိုလေးကခက်လန်းလန်းမှအမဖြစ်သူတထေးကတော့ဒေါ်ထွေးအားခေါ်လိုက်သည်အမဖြစ်သူကဖွာမယ်စိန်နှင့်မိတ်ဆက်ပေးမိဟုပြောတော်ညာလဲခင်ဒီကဖွာမယ်စိန်အားတစ်ချက်ကြည့်ကကျုပ်မိဖို့ဆောင်မှာကုလိုက်အောင်မယ်ဟုပြောပြီးထွက်သွားလေသည်ဟော့တော့ဒီကလေးမဘဲနဲ့ဖြစ်ရတာလေဖွာရဲ့စိတ်မရှိပါနဲ့ခင်ကကျမညီမလေးပါညီမလေးကအရင်ရိုးအေးရှာတယ်ဖွားမယ်စိန်ခင်အားမြည်လိုက်လေတော့စိတ်ထဲဘဝင်မကြတလို့ဖြင့်စိုက်ကြည့်နေခဲ့သည်နောက်မဆက်ပဲထွက်သွားခြင်းကြောင့်ပြီလားတစုံတစ်ခုကြောင့်လေလားဆိုတာဖွားမယ်စိန်သာသိပင်ပြီရပါတယ်ကွယ်ဖွားရင်းကစိမ့်နေတာကိုဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဖွားရလိုအပ်တာရှိရင်ပြောပါနော်ကျမတို့အခြားလူတွေသွားအခန့်လိုက်ပါဦးမယ်ရှင်အလူရှင်တထေးလင်မယားသည်ဖွားမယ်စိန်တို့ဤဝိုင်းမှထွက်သွားကြတော့၏ခဏကြာတော့အလူချက်မင်းနှင့်ဟင်းများကိုတကြီးတို့အဖွဲ့သည်မြင်းရှက်စာစားတော့ကြလေသည်စားတော့ပြီးချိန်မှာတော့ဖွားမယ်စိန်တယောက်တည်းတနေရာသို့ထွက်လာခဲ့၏ထိုနေရာသည်ကအလူမန်းတဲ့ကြီး၏အနောက်၌ရှိသောမီးဖို့ဆောင်စီတို့ဖြစ်သည်ဖွားမယ်စိန်ရောက်လာလေတော့ရွာသူရွာသားများအလုတ်ကိုစီလောက်ကင်နေကြ၏ထိုထဲမှတစုံတဦးအားဖွားမယ်စိန်ရှာဖွေနေမိသည်သို့တော့မတွေ့ရှိ၍နောက်သို့ပြန်လှည့်ဖို့ပြင်နေရင်းမှဆက်ခနဲဆိုသလိုနေရာတနေရာစီသို့ကြည့်လိုက်လေသည်ထိုနေရာသည်ကမိဖို့ဆောင်အတွင်းရှိအခန်းငယ်တစ်ခုထိုအခန်းငယ်သည်ကဆန်စီများထားရာတူလောင်ကမ်းပင်ဖြစ်ပေသည်ကျန်ရွာသူရွာသားများသည်ကအလှူလာဧည့်သည်များကိုကျွေးမွေးဖို့ရန်အတွက်ထမင်းချက်ဆောင်ပြင်၌ဒဲအိုးကြီးများဖြင့်ချက်ပြုတ်သူကချက်ပြုတ်ဟင်းလာခတ်သူကခတ်ဖြင့်အလုတ်ကိုစီဖြစ်တာဖွားမယ်စဉ်ကထိုအခန်းအနီးသို့တိုးကပ်သွားသည်အခန်းအနီးသို့ရောက်လေတော့တောခတ်မထားသည်ကိုတွေ့၍တွန်းဖွင့်လိုက်ရာ
အခန်းအတွင်း၌အသားစိမ်းများကိုအားရပါးရစားတောက်နေသောအရာကြီးကိုဖွားမယ်စဉ်မြင်သွားခဲ့ပြီးထိုအရာကြီးသည်လည်းအခန်းတကားဖွင့်ပြီးဝင်လာခဲ့သောဖွားမယ်စဉ်အားအလန့်တကြားကြည့်နေခဲ့လေသည်ထွက်ပြေးရမလားနောက်ဆုတ်ရမလားမသိသောထိုအရာကြီးသည်ဖွားမယ်စဉ်အားခါးကြီးကိုကုန်း၍အီဟီဟီဟုအော်တန်များပေးနေလေ၏ပါးစပ်၌ကကိုက်ဆွဲထားသောအသားများကိုစားတောက်နေပြန်သည်ထိုအခါအော်တန်ကြီးကြောင့်အနီးအနားတွင်အလုံးရှုံနေကြသောရွာသူရွာသားများအထိတ်တလန့်ဖြင့်ရောက်ကြကုန်သည်အလုံးထိုအရာကြီးကိုမြင်သွားကြချိန်မှာတော့အမလေးဟာခင်ကြောက်စရာကြီးပါလားအဲ့ဒါခင်ဟုတ်ရဲ့လားအသားစိမ်းနေစားနေတာမျက်နှာကြီးကလည်းကြောက်စရာကြီးတော့ရွာသူရွာသားများကထိုအရာကြီးအမည်အားခင်ဟုခေါ်နေကြပေသည်ကဲအားလုံးခက်ဝဝေးမှနေကြဒီနေရာမှာမနေကြနဲ့တွားကြဖွားမယ်စဉ်အားလုံးကိုအော်ထုတ်လိုက်သည်ထိုအခါမှအားလုံးထွက်သွားကြတော့၏မိဖို့ဆောင်အပြင်မှာလူများဝိုင်းအောင်နေ၍အလူရှင်များလည်းရောက်လာခဲ့ကြကအကျိုးအကြောင်းသိကုန်လေတော့နှမဖြစ်သူခင်အတွက်စိုးရိမ်နေကြရှာသည်ကဲလာမင်းကိုဖွာဘာမှမလုပ်ဘူးမင်းစားခြင်းရင်အသားစိမ်းထက်ကြွေးမယ်အသားစိမ်းအသားစိမ်းစားမယ်စားမယ်ဆိုလာခဲ့ဖွာနောက်ကိုလိုက်ခဲ့ဖွာမယ်စဉ်ဤအသားစိမ်းကျွေးမိဆိုသောစကားကြောင့်ခင်သည်သူဤခါကြီးကိုကုန်းကခြေလန်းကာကြီးဖြင့်ဖွာမယ်စဉ်နောက်သို့လိုက်ပါလာခဲ့သည်ယခုခင်သည်ဖွာမယ်စဉ်တွေ့ဆုံစဉ်ကခင်နှင့်မတူတော့ထမိန်နှင့်အဝတ်အစားသည်ခင်ဟုပြောနိုင်ပါတော့လဲယခုမှာတော့ဖြင့်အသားစိမ်းများစားလိုက်တိုင်းထွက်ပေါ်လာသောအဆွဲကြီးများနီရဲနေသောမျက်လုံးကြီးများထိုများမကတာမန်ထက်ရှည်လျားချွန်တက်နေသောလက်သေးကြီးများရှိနေခဲ့ပေသည်ဖွားမယ်စဉ်တို့မိဖို့ဆောင်အတွင်းမှထွက်လာလေတော့ကြည်နေကြသူများဘေးသို့တိုးဆုပ်သွားကြ၏ဖွားမယ်စဉ်အလူမန်းတဲ့ဤရှိမြေပြင်ကျဲစီသို့ဦးတီကသွားခဲ့လေသည်ထိုနေရာသို့ရောက်လေတော့ဖွားမယ်စဉ်နေရတဲ့နေရာသို့လက်ညှိုးညွှန်၍အမထိုင်ခင်သည်ဖွားမယ်စဉ်ညွှန်ပြသောမြေပြင်စီသို့စောင့်ကြောင့်ထိုင်နေ၏သူပါဇက်တီကတအီအတန်များထွက်နေခဲ့သည်ကဲအသားစိမ်းယူခဲ့ပေးကြစမ်းဖွားစီကိုဖွားမယ်စဉ်ခိုင်းသည့်အတိုင်းပင်အသားစိမ်းယူပေးကြ၏အသားစိမ်းများထည့်ထားသည့်ပကံအားခင်ထံသို့ဖွားမယ်စဉ်ပစ်ပေးလိုက်လေတော့ခင်သည်စောင့်ကြောက်ထိုင်အနေအထားဖြင့်ခုန်ကဖမ်းယူလိုက်ပြီးနောက်အသားစိမ်းများကိုအပတရစားလေသည်အသားစိမ်းများမှကြားစင်းနေသောသွေးများသည်လည်းခင်မျက်နှာ၌ပေလူး၍နေခဲ့သည်ဘေးရှိကြည့်နေကြသူများကတော့တအံ့တော်ဖြစ်နာမင်းဘသူလဲဘာကြောင့်ဒီကလေးမကိုရဲရောက်နေရတာလဲဖွားမယ်စဉ်မေးလေတော့အသားစိမ်းများအားစားနေရင်မှကျုပ်ကိုခိုင်းလို့ကျုပ်နေတာပါကျုပ်မနေချင်တော့ဘူးသူကကျုပ်ကိုထွက်ခွင့်မပေးဘူးမိမတယောက်ဤအတန်ပင်သို့တော့အတန်သည်အော်ရှရှဖြစ်နေခဲ့၏သူကဘသူလဲဖွားမယ်စဉ်မေးလေတော့သူကကျုပ်ကိုခိုင်းနေသူပါကျုပ်ကိုဒီကလေးမကိုရဲနေဖို့သူကိုယ်တိုင်စီရင်ပေးခဲ့တာသူကဘသူလဲကျုပ်ပြောလို့မရဘူးသူကျုပ်ကိုအပြစ်ပေးလိမ့်မယ်မင်းဒီခန္ဓာကိုယ်ရဲကမထွက်ချင်ဘူးလားဖွားမယ်စဉ်စကားကြောင့်ခင်မျက်နှာသည်ကျဉ်းနှက်သွားပြီကျုပ်ထွက်ချင်တယ်ကျုပ်လူနဲ့နေမခံနိုင်ဘူးဒါပေမဲ့ကျုပ်ကိုခိုင်းတဲ့လူကဒီကလေးမစီကရွှေတွေငွေတွေကျုပ်ကိုအမြဲယူပေးခိုင်းနေတော့ပဲဖွားမယ်စဉ်ခင်အားစိုက်ကြည့်နေသည်ပြီးလေတော့ချက်ချင်းခင်အနီးသွားပြီးခင်ဤကောင်ကသူဤလက်ဖွားဖြင့်ထိကပ်လိုက်လေသည်ထိုအခါပူတယ်ဖဲပါပူလို့ပါဒီကောင်မကိုဝင်ခိုင်းထားတဲ့ဆရာဆိုတဲ့ဟာအခုလာစမ်းသွားနေကူထွက်တော့ဖွားမယ်စဉ်ဤစကားဆုံးလေတော့ခင်ချက်ချင်းခွေလဲကျသွားသည်လဲကျသွားအပြီးမှပင်စက်ခနဲဆိုသလိုချက်ချင်းပြန်ထလာခဲ့၏ခင်သည်အသက်ကိုပြင်းပြင်းထန်ထန်ရှူရှိုက်ပြီးဒေါသတကြီးအသွင်ဖြင့်ဖွားမယ်စဉ်အားစိုက်ကြည့်နေ၏ဘယ်ဟာလဲငါအစီအစဉ်တွေလာဖြတ်ရအောင်နင်ကဘာကောင်မှမို့လဲဟုဒေါသတကြီးအော်ဟစ်လေတော့ဖွားမယ်စဉ်ကငါနာမည်မဲစိန်ကဲပြောစမ်းညီရပါလဲမဲစိန်ဟတ်လားတေပန်းပွင့်ကျင်လာလားလူအိုမကြီးအေးနင်တေမလားငါတေမလားစမ်းကြည့်လိုက်ဒီတစ်ခါမဲစိန်နင့်ကိုအလှတ်မပေးနင်ဘာလို့ဒီကလေးမကိုတတ်လိုက်တာလဲနင်ပြောစမ်းမဲစိန်နင့်ပညာမတောက်တစ်ခေါက်နဲ့ငါ့ကိုလာစမ်းတယ်ပေါ့လေ
ဒီကောင်မတွေအတိုင်းဝိုင်းကိုမုန်းလို့ရွာမှာဆိုတဆွာဆွာနဲ့တထေးဆိုပြီးမတက်နေကြတာအဲ့တော့ဒင်းလို့မစွာနိုင်အောင်ငါပညာနဲ့လူမသိအောင်တက်ပြီးဟိုကောင်မမိလှကိုထည့်ပေးထားတာအခုတော့ဒင်းငတ်လို့ပေါ်ကုန်ရတာပေါ့မိလှနေလွတ်မယ်မထင်နဲ့နေဝိညာဉ်ကိုပါငါဖက်ချုပ်ပြီးတက်လုံးခိုင်းစားပြစ်မယ်ဟုတ်ကျင်းဝါနေလေဒီညီအားကိုတူတယ်ညီပဲတူလဲငါမမေးတော့ဘူးကဲရေဖလားတစ်ခွက်ခတ်ပေးခဲ့ကြဖွားမယ်စင်ကရွာသူရွာသားများအားခိုင်းလေသည်ရေဖလားရလေတော့ခင်ထိုင်နေသောနေရာအားစီးဝိုင်းတစ်ခုဖြစ်အောင်ရေများဖြင့်ဝိုင်းပတ်ကလောင်းလေသည်ထို့သို့လောင်းနေစဉ်ခင်ဒီကဖွားမယ်စင်အားစိုက်ကြည့်နေခဲ့၏ဖွားမယ်စင်ကတော့နှုတ်မှတပွားပွားရွရင်တွန့်ဆော့မှုကင်းမဲ့စွာစီးဝိုင်းလိုက်လေသည်ပြီးလေတော့ခင်ဤအရှိရှိမြေပြင်၌တင်ပလဲခွေခါထိုင်လေတော့သည်လူကိုတက်အတက်နဲ့တရေကိုတွင်းရသမျှယူနေတဲ့အောက်လန်းတယ်မှညီပညာကိုစွန့်ရင်စွန့်မစွန့်ရင်ညီငရဲလားတော့မယ်ကဲပြောစမ်းပညာစွန့်မလားသိမလားတော့တေးလိုက်မမကြီးငါပညာကိုစွန့်ရအောင်ငါအလကားရထားတာမဟုတ်ဘူးခင်ကဖွားမယ်စင်အားအော်ဟစ်ပြောလေတော့ကောင်းပြီနိကံပဲဟုတ်ဖွားမယ်စင်ပြောလိုက်ပြီးနောက်မျက်လုံးကိုစုံမိတ်ကပါဇက်မှတကျွတ်တို့ရွတ်ဆိုတော့သည်ဖွားမယ်စင်ရွတ်ဆိုစားကခင်ဟန်မပြတ်နေနိုင်ခဲ့တော့လဲတစားမျက်နာမှာဟန်ပင်မဆောင်နိုင်တော့စီဝိုင်းထဲမှာထွက်ဖို့ကြိုးစားပါတော့လဲထွက်မရခဲ့နောက်ဆုံးမှာတော့နာလိုက်တာပူလိုက်တာမမရက်စမ်းပူတယ်မမဟာငြိမ်သွားပြီဟဲ့မလုပ်တော့ဘူးတော့နားလိုက်တာဟဲ့ဘေးရှိလူများထံမှအတန်များထွက်ပေါ်လာတော့သည်ကဲကလေးမလေးအလောင်းကိုတကြိုဖို့ပြင်ကြတော့ဖွားမယ်စင်ကပြောလေတော့ငိုယိုတန်များထွက်ပေါ်လာကပတ်ဝန်းကျင်တစ်ခုလုံးဆူညံသွားလေသည်ခင်ဤအလောင်းမှလည်းအပုံးနဲ့များပင်ဟောင်ကထွက်ပေါ်နေလေသည်တထေးကတော့ဒေါ်ထွေးခမရလည်းညီမဖြစ်သူတေဆုံခြင်းကြောင့်ယူကျုံမရဖြစ်နေရှာသည်တထေးဦးတိုင်းမော်ဒီကဖွာကျုပ်တို့ညီမကိုအောက်လန်းနဲ့တက်တာဘယ်သူလဲဆိုတာကျုပ်ကိုပြောပြပေးပါခင်ကကျုပ်မိမရဲ့ညီမပဲမဲ့ကျုပ်အတွက်ညီမလေးတယောက်ပါပဲအခုကျုပ်ညီမကိုတက်တဲ့လူကိုကျုပ်ပြန်ပြီးလက်စားချေခြင်းနဲ့ဗျာလက်စားချေရမှာကိုကျုပ်ကျေနဲ့မယ်ဟုတ်ဝမ်းနေစွာပြောလေတော့ဖွားမယ်စင်တပြင်းချမိ၏အပူတွေမယူပါနဲ့တော့မောင်ရင်ရဲ့အောက်လန်းတယ်မှာလဲသူ့ကန်အတိုင်းသွားပါပြီအဲ့တော့မောင်ရင်ယုံကြည်ထားဒီရက်ပိုင်းနဲ့တည်င်းကြားရပါလိမ့်မယ်မောင်ရင်တို့ညီမအတွက်ကအကောင်းဆုံးစီစဉ်ပေးလိုက်ပါကွယ်ကဲနောက်ချိုရေဖွားတို့ပြန်ကြရအောင်ဟုတ်ကဲ့ဖွားမယ်စင်တို့၄ယောက်အင်းနိုင်ရွာမှပြန်သားကြလေတော့သည်ခင်ဤတိမ်ဆုံးမှုအားတရွာလုံးစိတ်မကောင်းဖြစ်နေကြရသည်ခင်အလောင်းမိကြပြီး2ရက်မှာတော့မလာကြနဲ့မိလာတော့ငါ့ကိုမထိနဲ့အောင်မလေးဟောဟစ်နေရင်အမလေးတကမျက်လုံးအပြူသားဖြင့်အသက်ထွက်သွားရှာသည်ထိုဒီကအင်းတိုင်းရွာသူဒေါ်မြိုင်ဖြစ်သည်ဒေါ်မြိုင်သည်ဆွေမျိုးမရှိတူးတဲ့နေသူဖြစ်ပြီးခင်တေဆုံးပြီးချိန်မှစ၍ဒေါ်မြိုင်၏အိမ်၌အော်ဟစ်တံများကြားကြရလေသည်ထိုအော်တံများကြောင့်ခင်အားအောက်လန်းအတက်ဖြင့်တက်ခဲ့သူမှာဒေါ်မြိုင်ဖြစ်သည်ဆိုတာကိုအားလုံးသိသွားကြလေသည်သို့သောသိရှိပြီးခဏအတွင်းမှာပင်မိသူမျှဒေါ်မြိုင်အားအပြစ်မပေးလိုက်ရဒေါ်မြိုင်တယောက်တီကသူ၏အကုသိုလ်များကသူ့အားခေါ်ဆောင်သွားရှာတော့သည်